Hello bro ကျွန်တော်ဒီနေ့မှာကျွန်တော်နေများတော့ဖိုတိုပြရကျွန်တော်ဒီနေ့မှာတော့ black food ရ silver shot ကိုယူရတော့ဖြစ်ပါတယ်ဗီဒီယိုအဆုံးလိုက်လက်ကြည့်လိုက်အောင်ကျွန်တော်ခလုတ်၄ခုရှိရဗျအဲ့၄ခုကိုသွားနှိပ်ရပါဒီမြန်ကြောတစ်ခုပါအဲ့ဒီကိုနှိပ်ပြီးရင်နောက်တစ်ခုကြာပဲမှာပါအမေပါအဲ့တစ်ခုပြီးတော့နှစ်ခုကိုတော့တော့ဟိုဘက်မှာတစ်ခုရှိပါတယ်အမေဒီမှာတစ်ခုရဟဲ့ဒီဘက်မှာတစ်ခုနော်ဒီမှာအမှားကြတစ်ခုရကျွန်တော်၄ခုပြည့်သွားပြီနော်အဲ့ဒါကိုနှိပ်ပြီးဆိုဗျာကျွန်တော်ဟိုကျွန်းတော့အောက်ကျွန်းဒီမှာကျွန်းမှာအောက်ကခောက်ကိုသွားရအောင်ပါကျွန်တော်ဒီမှာအဲ့ဒါကိုနင်းမိကြအဲ့ကအပေါက်ကပွတ်မလိုက်ပါမယ်အိုက်ကမီးတုပ်ကိုယူပါမီးတုပ်ကိုယူပြီးကျွန်တော်မီးတုပ်ကိုယူပြီးကျွန်တော်ခန္ဓာကျွန်းနေအဲ့ကျွန်းသွားမယ်မီးတုပ်ကိုယူပြီးလမ်းလေကွာလူရောပါဖြတ်အောင်လူရောပါဖြတ်လိုက်ကျွန်းတော့လိုက်ပါကနာကျွန်းကျွန်တော်ပြောတဲ့မြောက်ကျွန်းဟာမီးတုပ်ကိုယူပြီးဟက်ကိုလာလိုက်ပါဟက်အင်းတို့ဝင်လိုက်ပါဗျာအဲ့မီးတို့နဲ့ဒီပေါက်ကိုဗျာမီးရှိုးလိုက်ဗျာအဲ့တော့ဒီပေါက်ကြီးပွင့်သွားလိမ့်မယ်ဗျာဒီအပေါက်ထဲယူကောက်ကိုယူလိုက်ပါယူကောက်ကိုယူပြီးတော့နှင်းကျွန်းသွားပါမယ်နှင်းကျွန်းရောက်သွားမှာနော်
no အဲ့ခွက်ကိုယူပြီးနင်းကျုံသွားပါနင်းကျူအဲ့အပေါက်ထဲဝင်လိုက်ပါကျွန်တော်ဟာဂီတို့ flash 3တို့ခုံထဲကမြင်သွားတယ်အဲ့ဒါကြီးဝယ်တယ်ဝင်လိုက်ပါကျွန်တော်အမေပဲရေစက်ကြနေတာလေးရှိပါအဲ့ခွက်နဲ့ပဲရေစက်ခံလိုက်ပြီးတော့ကျွန်တော်အဲ့အပေါ်ကအိမ်ထဲကအဖိုးကြီးတော့တက်မှာဖြစ်ပါတယ်အမေပဲဒီအိမ်ထဲကအဖိုးကြီးတက်လိုက်ပါကျွန်တော်အဖိုးကြီးတက်ပြီးဆိုရင်ကျွန်တော်ဟိုကျွန်းတော့နော်အဖိုးကြီးတက်ပြီးဆိုတော့မြောက်ကျွန်းခဏပြန်လိုက်ပါတော့အဲ့မြေကျွန်းသွားပြီးတော့တော့ blaze စားရတဲ့ ball ကျွန်းသွားမှာဖြစ်ပါတယ်အကျွန်းရောက်ပြီဆိုဒီက NPC ကိုစကားပြောပြီးတော့ကျွန်တော်ဟိုကျွန်းသွားမှာရှိပါတယ်ဒီက NPC စကားပြောလိုက်ပါကျွန်တော်ဒီကျွန်းရအဲ့ကျွန်းဘောကိုတက်လိုက်တော့တက်ပြီးတော့ကျွန်တော်အဲ့ NPC စကားထပ်တော့ပြောပါအဲ့ကဘောကိုတက်ပြီးဆိုတာနဲ့ကျွန်တော်စနblaze စားတဲ့ boss ကကောင်တက်ပြီးသူကဗျာအဲ့ machine ယူပြီးတော့တက်ဗျာဟိုမျိုး machine တော့ပေါ့ဗျာသူ့စကားပြောပြီးတော့တက်ပြီးဆိုရသူ့စကားပြန်ပြောလိုက်အဲ့တော့ပြီးနေမှာဗျာအဲ့ဒါမြောက်ကျွန်းကဥစ္စာလေးဖွင့်လိုက်ရုံနဲ့ပဲအဲ့ကကောင်လာပြီးစကားထပ်ပြောလိုက်ဟာပြောလိုက်ပြီးတော့ဗျာတော့ပြီးလိုက်မယ်အဲ့တော့နဲ့အဲ့ဟိုတော့ဖွင့်လိုက်ပါတော့ပြီးဆိုတော့ဒီမြောက်ကျွန်းနဲ့လာခဲ့ပါအဲ့တော့နဲ့ဟိုတော့ဖွင့်လိုက်ပါအဲ့ပွင့်လာပါပြီကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတော့ဒီဗီဒီယိုကိုအဆုံးကြည့်ပြီးသားလူတယောက်ချင်းစီတော့ရန်ကြည့်တဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကို channel တက်ရင်တော့လည်း subscribe လေးနဲ့ follow လေးလုပ်ပေးကြပါ